ရှင်နောက်ထပ်ဗာများသိချင်တာရှိပြီလေဟုတ်ကျုပ်ပွိုင်းနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရမှာဘာဖြစ်လို့လဲဆိုတော့ညီမတို့မြန်မာနိုင်ငံမှာကကျုပ်ပွိုင်းတွေရောင်းတာမျိုးညီမတို့သိမတွေ့ဘူးညီမတို့ကဒီ environment နဲ့အဲ့လိုမျိုး friendly မဖြစ်ဘူးဆိုတော့ညီမတို့ကျုပ်ပွိုင်းကစိတ်ပူစရာတွေစဉ်းစားစရာတွေအများကြီးရှိရတကယ်လို့ညီမတို့ကျုပ်ပွိုင်းဝယ်ထားလို့ရှိရင်ပတ်စံတွေကပေးထားရမယ်ပြီးအချိန်ကလည်းညီမတို့ကစောင့်ရမှာလည်းရှိတော့လေတကယ်လို့ developer ကဒီကြားထဲမှာတခုခုဖြစ်သွားတာမျိုးဆိုလို့ရှိရင်ညီမတို့ပတ်စံတွေဆုံးရှုံးသွားနိုင်တယ်ပေါ့မာအဲ့ဒါနဲ့ပတ်သက်ပြီးတော့အမညီမကိုဘယ်လိုမျိုးလေးအကြံပေးနိုင်လဲရှင်ဟုတ်ကဲ့ညီမလေးထိုင်းနိုင်ငံမှာလေညီမလေးကျိုးပိုက်ဝယ်လို့ရှိရင်စိတ်ပူစရာမလိုအမတို့ကကြတော့ဒီမှာကြတော့ဒီညီမလေးတို့ down payment ပေးပြီးဆိုလို့ရှိရင်လေအမတို့ကဒီစေးဆန် purchase contract ဆိုပြီးတော့ developer နဲ့ချုပ်တယ်အဲ့ contract ထဲမှာဟိုကတန်းဆန် condition တစ်ခုအနေနဲ့အမတို့ကထည့်ပြီးတော့ချုပ်ပေးရပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ညီမလေးက down payment ပေးပြီးလို့ developer ဘက်ကနေပြီးတော့ construction ကိုမဆောက်ဖြစ်တာပဲဖြစ်ဖြစ်ပေါ့နော်ဆောက်လို့မရတာပဲဖြစ်ဖြစ်အဲ့လိုမျိုးအခြေအနေဆိုလို့ရှိရင်အမတို့ကဒီ down payment ဟိုမှာပေါ့နော်အတိုးအပါအဝင်ပေါ့နော်ဘယ်ရက်အတွင်းပြန်ပေးရမယ်ဆိုပြီးတော့အဲ့လို terms and condition တွေတခါလေးထည့်ချုပ်ပြီးတာပေါ့အမျိုးဆိုတော့တခြားစိတ်ပူစရာတော့မလိုဘူးရှင်ဟုတ်အဲ့ဒါဆိုလို့ရှိရင်တော့မစိုးဘူးပဲကိုကတကယ်လို့ဟိုသူတခုခုဖြစ်သွားရဲဆိုရင်တော့ညီမအတိုးလေးပြန်ရအောင်ပါဆိုတော့လေအဲ့ဒါဆိုဘယ်လို benefit ရှိလဲမbenefits အနေနဲ့ဆိုလို့ရှိရင်အမတို့က entry price မြေတူးဈေးမှာဝယ်ရတဲ့အတွက်အမတို့ကဈေးကအများကြီးပိုတက်တာတယ်ပြီးတော့ဒီလိုမျိုးချိန်တွေမှာဝယ်ရဆိုလို့ရှိရင် developer ဘက်ကနေပြီးတော့လေဒီ promotion တွေပေးတယ်ဥပမာပေါ့နော်ဒီ furniture package တွေပေးတာမျိုး electric appliance package တွေပေးတာမျိုး visa package တွေပေးတာမျိုးအဲ့လိုမျိုးတွေပေးကြတယ်အဲ့ဒါကြီးလည်းရတယ်ပေါ့နောက်တစ်ခုကကြတော့ကျိုးပိုင်းဝယ်ရဆိုလို့ရှိရင်အမတို့က down payment တစ်ခုပဲအရင်ပေးစရာလိုတာလေအမျိုးဆိုတော့ပတ်စံကတစ်လုံးတစ်ခဲတည်းပေးစရာမလိုဘူးအမတို့ကငွေစုချိန်နဲ့ပိုရတယ်ဒါပေမဲ့ကျိုးပိုင်းဝယ်ရဲဆိုလို့ရှိရင်တော့အဓိကသတိထားမှာကကိုဝယ်တဲ့ location ရယ်developer ရဲ့ reputation ရယ်နောက်တစ်ခုကကြတော့ကိုဝယ်တဲ့ project အကြောင်းရယ်အဲ့ဒါတော့သိထားဖို့လိုတယ်ဟုတ်အဲ့ဒါဆိုလို့ရှိရင်လည်းကျိုးပိုင်းကသူ့ benefits နဲ့တူနေရှိတာပဲเนาะအဲ့တော့ဘန်ကောက်မှာကျိုးပိုင်းဝယ်ယူဖို့အတွက် consultation လုပ်ချင်တယ်ဆိုရင်ညီမတို့ရဲ့ Bangkok Property ပိုင်ရွှေကြီးမှာစက်သွယ်စုံစမ်းမေးမြန်းနိုင်ပါရဲ့ရှင်